Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဗီဒီယိုမလုပ်တာတော်တော်ကြီးအောင်ကြာပြီဆိုတော့ဒီခေါက်တော့ဘာနဲ့ပတ်သက်တာပြောမလဲဆိုတော့ဒီဗီဒီယိုကလုံးဝကျွန်တော်တပြားတစ်ချက်မှမရပါဘူးဒါပေမဲ့ဒီက product သိအောင်လို့ကျွန်တော် promote လုပ်ပေးရတဲ့သဘောပေါ့နော်ဘာလဲဆိုတော့ကျွန်တော်အရင်တော့ company in the city ဟာတာရတဲ့နဲ့ပဲပေါ့နော်သူတို့ကြော်ညာလေးကြည့်ရင်သိတယ် phone game နော်phone game ကသူတို့နဲ့ collaboration ပါညာနဲ့တော့ထားလိုက်ပါတော့ဘေးကchannel phone ဆိုင်ပေါ့နော်phone ဆိုင်ကခု application တစ်ခုလောက်ထားတယ် phone game plus ဆိုရယ် app တစ်ခုသူတို့လောက်ထားတယ်အဲ့ဒီဟာကို down ပြီးတော့ account ဖွင့်လိုက်မယ်ဆိုရင် point 900ရမယ်point တွေကမြန်မာငွေpoint တစ် point ချင်းစီကမြန်မာငွေ100ကျပ်နဲ့ညီမျှတယ် point 900ဆိုတော့မြန်မာငွေ9000เนาะမြန်မာငွေ9000ဆိုတော့အဲ့မှာ Tama class ကိုမြန်မာငွေ9000နဲ့အဲ့လိုpoint 900နဲ့ကတ်လို့ရမှာအဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့ဘယ်လိုမျိုးအလုပ်လုပ်တာဘာညာတော့အသေးစိတ်မကြည့်ရသေးဘူးဆိုတော့အဲ့ဒီဟာကတော့ဘယ်လိုမျိုးလဲဆိုတော့ခမအဲ့မှာ phone game မှာပတ်စံphone game မှာ phone တွေပါဝယ်တယ်ဆိုလို့ရှိရင်တော့ဘယ်လိုမျိုး phone game တွေဖုန်းတွေပါဝယ်လိုက်တယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးတော့1000ကျပ်ကိုpoint တစ် point ရမယ်ဆိုတော့တသိန်းနဲ့ဖုန်းတစ်လုံးဝယ်စဉ်းစားကြည့်လိုက်ပါတော့1000 point တစ် point ဆိုတော့1000ဆိုရင်10 point ပေါ့နော်တသိန်းနဲ့ဆိုရင် point 100ပေါ့အဲ့လိုမျိုးတသိန်းဆိုရင်1000ပြန်ရမယ်ဆိုရင် discount ပြန်ရမယ်ဆိုရင်တော့ဆိုတော့ okay အဲ့ phone game နဲ့တစ်ချက်လေးလောဆယ်သွားကြည့်လိုက်အောင် Telegram Suno Michael Fabidie phone game ကိုတော့ဒီတိုင်းမှာရေးထားတာ phone ဟာ Play Store မှာလည်းရှိရယ်link ကိုလည်းကျွန်တော် download ဆွဲဖို့ description မှာတစ်ချက်ထည့်ထားပေးမယ်ဆိုတော့ Skip it force ခဏအောင်စောင့်ပေးလိုက် Fabidie ဟုတ်နော် 0 point balance 500ကျွန်တော်webcam မှာကိုလောတဲ့900ပေးတယ်အဲ့ဒီဟာကအများအားပေးမှာမဟုတ်ဘူးကျွန်တော်ပြောတဲ့ဟာကိုမှမလုံလောက်သေးဘူးဆိုလို့ရှိရင် TVH မှာတင်ထားတာရှိရယ်နောက်ဆုံးဗီဒီယိုဒီနေ့မှတင်ထားတာတွားကြည့်လိုက်နော်ဆိုတော့ဒီမှာ activity ပါညာ QR code နဲ့ပါပါတယ် scan to pay ဆိုတာဒီ point နဲ့လဲတဲ့ဟာကိုဒီသူတို့စီမှာ scan ဖတ်ပြီးတော့ပေးတဲ့ဟာပေါ့နော်အဲ့ point နဲ့ဖြတ်သွားမှာပေါ့အဲ့လိုမျိုးပေါ့ banner placeholder Fabidie view all sorry မှာ blind box 3000 DPS button blind box တွေပါလေဖောက်လိုက်ရ blind box ကpoint 1000 point 1000 sorry point 1000 power bank free 700 DPS button power bank က point 900 hack tempered less 500 DPS button head damage glass ကpoint 900 pin plus powered by Fabidie နော် view all အဲ့လိုလေးရှိရယ် power bank free hack tempered less 500 DPS အဲ့လိုတက်လေးတွေရှိရယ် home တက်ရယ်reward တက်ရယ်setting တို့အဲ့လိုဟာမျိုးတွေပါတဲ့ test back button 0-0-0 home button ဟုတ်တယ် home 0-0ဒီမှာထား reward တက် pin plus blind box 3000 DPS back less 0-0 back rewards button AirPods battery 1000 DPS button reward AirPods battery 1000 DPS button AirPods battery တွေပါပဲ back left AirPods battery 1000 DPS free cleaning service 1000 DPS button 0-0 free cleaning service 1000 pin plus powered by Fabidie blind box 3000 DPS service တွေလည်းသူကလုပ်လို့ရတယ်လို့ပြောတယ်ဆိုတော့အသေးစိတ်ကတော့ခုနပြောသလိုပဲ TVH မှာသွားပြီးတော့ကြည့်เนาะကျွန်တော်ဒီမှာလာပြီးတော့မှအားလုံးသိအောင်ပြန်ပြီးပြောပြတဲ့သဘောပဲဆိုတော့ software က Telegram channel မှာ link ချပေးမယ်ဒါမှမဟုတ် Play Store မှာ phone game ဘာညာ download ဆွဲလိုက်เนาะအဲ့တော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲနောက်နေ့မှာနောက်ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးကျေးဇူး